အားလုံးပဲမင်္ဂလာပါ22ရက်3လပိုင်း2026ဒီကနေ့မှာရရှိထားတဲ့ဥရောပဘောလုံးလောကရဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ဘိုင်ယန်မြူးနစ်ရဲ့နောက်ခံကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ Manchester United PSG အသင်းကခေါ်ယူဖို့ကြိုးပမ်းနေတဲ့ Chelsea အသင်းရဲ့ကွင်းလယ်ကစားသမား Arsenal အသင်းကခေါ်ချင်တဲ့ Newcastle အသင်းရဲ့ကစားသမားအပါအဝင်နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေမှာတော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ Manchester United အသင်းကလာမယ့် transfer window မှာခန့်စစ်ကစားသမားတွေထပ်ခေါ်သွားဖို့သူတို့အနေနဲ့စီစဉ်ထားတဲ့နေရာမှာလက်ရှိမှာတော့ဘိုင်ယန်မြူးနစ်အသင်းရဲ့လက်ဘက်ကစားသမားဖြစ်တဲ့ Alphonso Davies ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Sky Germany ကဖော်ပြထားတယ်။တရားအခြေအနေကြောင့်မို့လို့ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲစဉ်တချို့လွဲချော်ထားတဲ့ဒီကနေဒါလက်ရွေးစင်နောက်ခံကစားသမားကို Manchester United အသင်းဘက်ကပြောင်းရွှေ့ချေယူရိုတန်း30လောက်နဲ့ကန့်လန့်သွားမယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့လေ။ဒါအပြင် Manchester United အသင်းကတခြားသောခန့်စစ်ကစားသမား option တွေနဲ့ဖူအန်သင်းရဲ့ဒါကျွန်တော်တို့ပေါ့လေနောက်ခံကစားသမားဖြစ်တဲ့ Robinson ကိုပါခေါ်ယူသွားဖို့ဆန္ဒရှိနေတယ်ဆိုပြီးဖော်ပြထားတယ်။ Robinson ကိုတော့လက်ရှိမှာ Manchester United အသင်းအပါအဝင်တစ်ဖက်ကလဘဝအသင်းကပါခေါ်ယူဖို့စိတ်ဝင်စားနေတာလည်းဖြစ်တယ်။ FC Inter Miami ရဲ့ဖော်ပြချက်အရ PSG အသင်းက Chelsea အသင်းရဲ့အာဂျင်တိုင်းနာကွင်းလယ်ကစားသမားဖြစ်တဲ့ Enzo Fernandez အပါအဝင်လက်ရှိမှာတော့ဒါ Brazilလူငယ်ကွင်းလယ်ကစားသမားဖြစ်တဲ့ Andre Santos ကိုပါခေါ်ယူသွားဖို့ကလပ်တင်ဘက်ကဆန္ဒရှိနေတယ်ဆိုပြီးဖော်ပြထားတယ်။မာကိုလိုပတ်ရဲ့ဖော်ပြချက်ရတော့ Manchester City တင်ရဲ့ Norway တိုက်စစ်ကစားသမားဖြစ်တဲ့ Erling Haaland အနေနဲ့လာမယ့်ရာသီအတွင်းမှာ Manchester City အသင်းစီကနေထွက်ခွာသွားနိုင်ပွဲရှိပြီးတော့မှလက်ရှိမှာတော့ကစားသမားကိုဥရောပရဲ့ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ဘာစီလိုနာတစ်ဖက်က Real Madrid အသင်းတို့ကပါခေါ်ယူဖို့ကြိုးပမ်းနေတာလည်းဖြစ်တယ်။လီဗာပူးအသင်းနဲ့စာချုပ်တက်တန်းကုန်ဆုံးပြီးတော့မှလာမယ့် transfer window မှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပေါ့လေထွက်ခွာသွားတော့မယ်လီဗာပူးအသင်းရဲ့ပြင်သစ်နောက်ခံကစားသမားဖြစ်တဲ့ခိုနာတူအနေနဲ့ကတော့ကျွန်တော်တို့ဥရောပအသင်းတွေကသာသူ့ကိုတရားဝင်ကန့်လန့်ထားတာမရှိဘူးဆိုရင်သူ့အနေနဲ့ Saudi Club အသင်းတွေကိုပြောင်းရွှေ့သွားနိုင်ပွဲရှိတယ်ဆိုပြီးတော့မှကစားသမားရဲ့ agent ကဖော်ပြထားတယ်။ဝန်အသင်းကတော့ဒီ January transfer window တုန်းကပါ Chelsea အသင်းစီကနေပေါ့လေရာသီဝက်အငားနဲ့ခေါ်ယူထားတဲ့အသင်းရဲ့ပြည်သစ်နောက်ခံကစားသမားဖြစ်တဲ့ဒီဆာစီကိုရာသီကုန်ရဲ့အပိသက်ခေါ်ယူဖို့ဆန္ဒရှိနေတယ်ဆိုပေမဲ့လို့ Chelsea အသင်းဘက်ကတော့ကစားသမားရဲ့ပြောင်းရွှေ့ခြင်းကိုယူရိုတန်း40ဝန်းကျင်သတ်မှတ်ထားတဲ့အခြေအနေကြောင့်မလို့ TV ကိုတော့ Tosna 169ကပုံပို့ထားပြီးတော့မှအကယ်လူချင်းမင်းတို့အနေနဲ့စိတ်ဝင်စားလို့အကောက်ဖွင့်ချင်တယ်ဆိုရင်တော့ Fire ခိုင်တို့အပေါ်လက်ဆောင်အပြင်ဖုံးပြီးကန်ဆယ်မိနစ်အတူကျွန်တော်စိတ်ပါဝင်စားလို့ဖွင့်ချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာမြင်မြန်လို့ရပါတယ်Chelsea တင်တောင်းဆိုတဲ့ပမာဏကိုတော့ဝဟန်တင်ကပေးချေသွားဖို့ဆန္ဒမရှိဘူးဆိုပြီးဖော်ပြထားတဲ့ Newcastle ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ထိုနာလီအပါဝင်နောက်ခံကစားသမားဖြစ်တဲ့ Libera Manto တို့ကလာမယ့် transfer window မှာ Newcastle အသင်းကနေလမ်းခွဲသွားနိုင်ပွဲရှိတဲ့အနေထားမှာလက်ရှိမှာတော့ Arsenal အသင်းကဒီကစားသမားနှစ်ယောက်စလုံးကိုခေါ်ယူသွားဖို့ဆန္ဒရှိတယ်ဆိုပြီးတော့ဖော်ပြထားတဲ့ Atletico Madrid အသင်းရဲ့ Argentine တိုက်စစ်ကစားသမားဖြစ်တဲ့ Junior Alvarez ကတော့လာမယ့် transfer window မှာAtletico Madrid အသင်းနဲ့လမ်းခွဲသွားဖို့အစီအစဉ်မရှိဘူးဆိုပြီးတော့မှကစားသမားဘက်ကဆိုထားတယ်။လက်ရှိမှာတော့ဒါကျွန်တော်တို့ပေါ့လေဘာစီလိုနာအသင်းကကစားသမားကိုခေါ်ယူဖို့တောက်လျှောက်ကြိုးပမ်းနေတဲ့အနေအထားသတင်းတွေတောက်လျှောက်ထွက်နေတဲ့အပေါ်မှာကစားသမားကညှင်းပယ်ထားပြီးတော့မှ Atletico Madrid အသင်းကနေတခြားသောဘယ်ကလပ်ကိုမှပြောင်းရွှေ့သွားမှာမဟုတ်ဘူးဆိုပြီးတော့မှဖော်ပြထားတယ်ပေါ့လေ။ဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။